ဟိုမှာငါချုပ်တွေလှမ်းထားတယ်အဲ့ဒါမိုးရင်းစာနော်ဟိုမှာကြည့်ထားအောင်ကြားလားဖုန်းကြီးမဲ့3မိနစ်နဲ့ဟိုမှာမြင်လားငါချုပ်တွေနဲလို့အေးကြည့်ထားအောင်နော်အေးလို့ဟာဟေးဟေးဟေးလောက်နေလေဟေး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 ဟာဟေးဟေးဟာဟေးဟေးဟဲ့ဟာတော့ပါပြီကွာဟိုဘလို့ပြေကုန်တာဘာမှမရှိဘူးကြာ ကိုကြဆွဲသွားတာ ဟာအဲ့ဒီဂုတ်ချဆိုတဲ့ကောင်မင်းမပြောဘူးလား ကိုကြလူလုံးမနားမလဲတာ ဒါဆိုဂုတ်ချဘာလို့လဲ ခွေးလေ ဒါဆိုရင်အဲ့ဂုတ်ချနဲ့မရင်းနေနေပေါ့ ဟောခွေးနဲ့တော့ငါရင်းနှီးမလားကွာ အေးအဲ့လိုမျိုးဂုတ်ချလို့ဘလို့သိလား ခွေးဆိုရင်ကိုကြလို့ပဲခေါ်တာမဟုတ်ဘူးလား ခါပဲကွာခွေးဆွဲဆိုတဲ့လူမျိုးငါပိတ်ထိုးလိုက်ပါအဲ့ဒါခွေးဆွဲတော့နဲပါရှင်းနဲ့ကောက်ပြစ်လိုက်ပါလားလို့ ငါမင်းတို့မှခဲတွေပါမတွေ့လို့လေ မတွေ့နေတဲ့ကောက်ပြစ်ရမှာပေါ့မင်းတော်တော်ညံ့တဲ့ကောင်ကငါကြည့်ထားပါလို့ပြောနေတဲ့ကြားတွေကမင်းက ငါဖုံးကြည့်ထားတယ်လေ လေအဲ့ဒီခိုးမှုမင်းကြည့်တယ်လို့အဲ့ဒီခွေးကိုမမြင်တာပေါ့ မြင်လေသူကငါကြီးတယ်လို့ ဒီအဲ့ဒါကြောင့်မရှိရှိရနဲ့ကောက်ပြစ်လိုက်ပါလားငါပြောနေတာလေ ပြောက တော်တော်အုံးမကြတဲ့ကောင် အဲ့ဒါဆိုမရှိတာနဲ့ငါပြစ်မယ် ဟမ်ကိုယ်မကြီးတော်တရားပေါ့ကွာအကုန်ဆွဲမသွားလို့ဟာဒါတော့ပါသွားသေးတယ်မကြည့်အောင် ဒီလုံးတုံးပြန်နေ ခဲလို့ကမင်းကမင်းစားနောက်ကအဲ့ခွေးကိုတွေ့တော့မတွေ့တော့တဲ့ကောက်ပြစ်လိုက် ပြီးရော ကိုကြက်တီတုံးနဲ့